Taking my dad to UCLA Women's Soccer Game. ခုဆိုရင်တော့ဖေကိုကျောင်းရဲ့မြို့သမီးဘောလုံးသင်းပွဲတစ်ပွဲလိုက်ပြတာဖြစ်ပါတယ်။လေရဲ့အဆောင်ကနေတော့15မိနစ်လောက်လမ်းလျှောက်ရတယ်ပေါ့နော်။ဒါပေမဲ့ exercise လေးနည်းနည်းရတာပေါ့။ဒီနေ့ကတော့ကျောင်းမှာအတန်းတစ်ခုရေးရှိပါတယ်အခုမြင်နေရတဲ့အတိုင်းအခုကျောင်းပွဲတွေအတွက်ဆိုရင်တော့ကျောင်းသူကျောင်းသားတွေက ticket free နဲ့လက်ကကြည့်လို့ရတယ်ဒါပေမဲ့အဖေကအပြင်ဖြစ်တဲ့အတွက်အဖေအတွက် ticket ဝယ်ပြီးတော့တူတူတော့ကြည့်ရပါတော့ဝယ်ရတော့စနေပါပြီ UCLA ကတော့ဖိနေပါတယ်အဲ့တဲ့အခု UCLA ကနေရဲ့အတင်ကတော့ University of Oregon ဖြစ်ပါတယ်ဒါသူတို့ရှင်ပြိုင်နေတဲ့ပွဲကတော့ Big Ten Conference ရဲ့ပထမဆုံးပွဲဖြစ်ပါတယ်ပထမပိုင်းမှာတော့ UCLA က chances တွေပိုများပါတယ်။ကိုချင်းချောင်းမှုတွေရှိခဲ့ပေမဲ့ကိုတော့မရသေးပါဘူးရှင်။အဖေကတော့ကြီးလို့ကောင်းတယ်ပြောပေမဲ့သူတအားအေးနေရကိုမြင်ရမှာပါ။ဒုတိယပိုင်းစပြီး58မိနစ်မှာ UCLA က penalty ရလို့2-0နဲ့ဥဆောင်နေပါတယ်။ဟော95မိနစ်မှာ UCLA က penalty ထပ်ရလို့ဒုတိယဥဆောင်ကိုသွင်းလိုက်ပါတယ်။ penalty ဘယ်လိုရသွားလဲတော့မရဲရပါနဲ့ penalty နှစ်ခုစလုံးကရတဲ့နယ်လို့ထင်ပါတယ်။ဒီရတဲ့အတိုင်းနဲ့ကျောင်းပွဲမင်းကြီးပွဲဆိုရင်ပြည်သက်တွေကတော့ပြေပါလို့ရှင်။ခုဆိုရင်တော့ပွဲပြီးသွားလို့အချင်းချင်းနှုတ်ဆက်နေကြပါတယ်ရှင်။ပြီးရင်သဘောကျမယ်လို့ထင်ပါတယ်။ခုဆိုရင်တော့ကြည့်ပြီးလို့ပြလာပါပြီ။ 2-0နဲ့ UCLA နဲ့နိုင်အောင်ပါတယ်ပန်နတီနှလုံးရပါတယ်ဖေကတော့နွေးတယ်မပါလို့တော်တော်လေးအေးနေပါတယ်အေးပါတယ်နွေးတယ်မိခဲ့လို့ခံစားနေရပါဒါတော့ပြန်နေပါပြီအားလုံးဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်